2026ကိုယူမသွားတဲ့အရာ၅ခုနံပါတ်1 toxic relationship တင်ချင်နေတဲ့သူကတင်းပေါ်မချစ်ဘူးဆိုရင်တင်းပေါ်အလေးနဲ့မရှိဘဲနာကျင်အောင်လုပ်တယ်ဆိုရင်တော့တင်းရဲ့ချစ်သူကိုနှစ်သိမ့်အထိခေါ်မသွားသင့်ပါဘူးစိတ်ပင်ပန်းမှုတွေပြီးတဲ့ချစ်သူကိုနှစ်ယောက်မှပဲပြက်ပြက်သားသားထားရခဲ့ပါနံပါတ်2တင်းရဲ့အမားတွေအတိတ်မှာတင်းလုပ်ခဲ့မိတဲ့အမားတွေစိတ်တန်ရာတွေကိုနှစ်သက်ကိုယူမလာပါနဲ့လူတိုင်းအမားလုံးမိတတ်တဲ့ဆိုတာကိုလက်ခံပါတင်လုံးမိတဲ့အမားကတေးသေးလေးပဲမို့နောက်ထပ်မမအောင်သင်ခန်းစာယူပေးမိလိုက်ပါနံပါတ်3နောင်တရမနေပါနဲ့အတိတ်ကသင်ပါရီပဲဖြစ်ခဲ့ပါစေနောင်တတွေရမနေပါနဲ့တော့အနာဂတ်မှာဘလို့ကောင်းအောင်နေထိုင်မလဲဆိုတာကိုရွေးချယ်လို့ရပါသေးတယ်နံပါတ်4အကျင့်ဆိုးတွေမကောင်းတဲ့အကျင့်ဆိုးတွေနဲ့တင်အောင်မြင်မှုကိုနှောင့်နှေးစေတဲ့အကျင့်တွေကိုနှောင်းမှပဲထားခဲ့ပါနံပါတ်5ရီမန်းချက်မရှိတာအခုချိန်ထိရီမန်းချက်မရှိဘဲဖြစ်တယ်လို့ဘဝကိုနေထိုင်လာခဲ့ပြီးနေ့တမှာတော့အိမ်မက်တစ်တွေရီမန်းချက်တစ်တွေနဲ့ဘဝကိုပြောင်းလဲလိုက်ပါ